Prisma ဆိုရဲ software နဲ့ Lawson မှာ PDF file print ထုတ်နည်းပြပြပြီးတော့ကျွန်တော်က PDF file ကို print ထုတ်မှာမလို့အတွက် print PDF ကိုနှိပ်မယ်ကိုလိုချင်တဲ့ PDF file ကိုရွေးမယ်ရွေးပြီးတာနဲ့ edit ကိုနှိပ်ပါနော်အဲ့မှာဆိုရင် open file ကိုနှိပ်မယ်ကိုလိုချင်တဲ့ PDF file ကိုရွေးမယ်ရွေးပြီးတော့ဒီ software တွေကိုထည့်လိုက်မယ်ပေါ့နော်okay ဒီလိုဆိုကျွန်တော်တို့ကsoftware တွေကိုရောက်သွားပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့ကိုဆွဲချင်တဲ့ PDF file ကိုရွေးမယ်ရွေးပြီးတော့ဆိုရှင်ကိုလိုတော့ဆိုတော့ဒီဆက်မှာလောမယ်ဟာပေါ့နော်ကျွန်တော်ကိုလိုတော့ဆိုအင်္ဂလိပ်နဲ့လုပ်ပြထားပါတော့အဲ့မှာဆိုရင်တို့ကဒီ PDF file print ထုတ်မှာရွေးတယ် print PDF ကိုရွေးတယ်ခဏဆောင်ပါနော်အဲ့မှာဆို yes ကိုတင်လိုက်မယ်ဒီကားဖုန်းမျိုးစားပေါ့နော်ကိုဖုန်းမျိုးစားဘုံတစ်ခုရွေးလိုက်ရွေးပြီးတော့ဆိုရင် next ကိုနှိပ်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒီဖုန်းနဲ့ wifi ကိုဆိုဖုန်းနဲ့စက်နဲ့ကိုဒီ wifi connect လုပ်ပါမယ်နော် connect လုပ်ဖို့အတွက်အဲ့ print the slab pdf ဆိုရလေးကျွန်တော်တီးပြီးတော့ကိုဆွဲခြင်းတဲ့ဥစ္စာလေးကိုပါမယ်နော်ကူးခြင်းတဲ့ဟာလေးကိုရွေးလိုက်ရွေးပြီးတော့ဆိုလို့ရှိရင်ရွေးပြီးတော့နော်ရွေးပြီးတော့ဆိုလို့ရှိရင် print the slab pdf ဆိုအောင်နှိပ်လိုက်တာနဲ့ဒီ QR ကိုဖတ်ပြီးတော့ချိန်မှလာဒီ dashing set screen ဆိုတဲ့ screen ထိပ်ပြီးတော့နေမလားဆိုပေါ်လာလိုက်မယ်ပေါ်လာမယ်ဆိုကျွန်တော်တို့အောက်ကဟာလေးကိုရွေးထားရမယ်နော် Amazon join လိုက်မယ် join ခဏဆောင်းလိုက်တာနဲ့ဒီဆက်နဲ့ဒီဖုန်းနဲ့Wi-Fi connect ဖြစ်သွားမှာပေါ့နော်ဒီမှာဆိုကျွန်တော်တို့ Wi-Fi connect ဖြစ်သွားပြီ connect ဖြစ်သွားပြီဆိုရင်ခုနဖုန်းရဲ့ဟာကိုဒီဆက်ထဲကိုပို့လိုက်မယ်ဆက်ကျွန်တော်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ file ကဆက်မှာရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီကနေမှကျွန်တော်တို့ကဒီမှာဆိုရင်ရောက်သွားပြီဆိုတဲ့အတွက်ဒီမှာ print ထုတ်လို့ရသွားပြီအဲ့ဆိုရင် finishes next ကိုနှိပ်လိုက်မယ်အဲ့မှာကျွန်တော်တို့က plain paper ကိုရွေးမယ် agree ကိုနှိပ်ပြီးလိုက်မယ်နှိပ်ပြီးတော့အဲ့မှာကျွန်တော်ထုတ်မယ်ပေါ့နော် next ကိုထပ်နှိပ်မယ်နှိပ်ပြီးတော့ color နဲ့လား black and white လားပေါ့နော်ကျွန်တော်တို့ black and white ရွေးလိုက်ဒီကျွန်တော်ထုတ်မဲ့ဥစ္စာကနှစ်ရွက်ဖြစ်နေတော့ပေါ့နော်ကြောက်ကထုတ်မှလားပါလားမေးတာပေါ့လေအဲ့ရပါတယ် as a4 ကိုရွေးလိုက် next ကိုနှိပ်လိုက် okay အဲ့ဆို okay ကိုနှိပ်မယ်ဒီမှာဆိုရင်နော်ဒီမှာဆိုလို့ရှိရင်ဒီကောင်ထုတ်ဖို့အတွက် color မဟုတ်တဲ့အတွက်ပေါ့နော်တစ်ရွက်ကိုရန်30ဆိုတော့နှစ်ရွက်ဆိုရန်20ကြာမယ်ရန်20ဆိုတော့အဲ့ရန်20ကိုကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော်အဲ့မှာဆိုရင်ဒါဆိုရင်ကျွန်တော်ရန်20ထည့်လိုက်ပြီ20ထည့်ပြီးတော့အဲ့မှာကျွန်တော် start ကိုနှိပ်လိုက်ရင်စပြီးတော့သူက yes ကိုနှိပ်လိုက် start printing ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီမှာဆိုရင် print ထုတ်နေပါပြီကိုလိုချင်တဲ့ဟာ print ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်ညာဘက်မှာရှိတဲ့ဆက်ကနေပြီးတော့ဆက်ရွက်ထွက်လာမှာပေါ့နော်တီဗီသားလူတွေအတွက်ဘာမှမဟုတ်ပေမဲ့မတီဗီရဲ့လူတွေအတွက်အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီး print ထုတ်ချင်လို့ဆိုရင် exit ကိုနှိပ်လိုက်ရင်ပြီးသွားပါပြီ